မင်္ဂလာပါရှင်။ဒါကထမြန်မာဘာသာစီစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒါကထမြန်မာဘာသာစီစဉ်ရဲ့နေ့စဉ်ဟာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ CNLD ပါတီညီလာခံကိုလာမယ့်ဖေဖော်ဝါရီလတွင်ကျင်းပပြုလုပ်မှာဖြစ်ကြောင်းတင်ဆက်ပေးပါမယ်ရှင်။ချင်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီကပါတီညီလာခံကို2021ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့နဲ့6ရက်နေ့အတွင်းကျင်းပပြုလုပ်ပြီးပါတီရဲ့ခေါင်းဆောင်ပိုင်းပြန်လည်ရွေးချယ်မှုပြုလုပ်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဖေဖော်ဝါရီလ9ရက်6ရက်နေ့တွေမှာပါတီညီလာခံကျင်းပပြုလုပ်မယ်။အဲဒီချိန်မှာပါတီဥက္ကဋ္ဌကိုရွေးချယ်မှာဖြစ်တယ်။အရင်ကလိုပါတီဥက္ကဋ္ဌ3ဦးကအလှည့်ကျဥက္ကဋ္ဌတာဝန်ယူတာမျိုးမဟုတ်တော့ပဲတဦးကသာရွေးချယ်တော့မှာဖြစ်တယ်။အဲဒီချိန်မှာပါတီရဲ့ဗဟိုအလုပ်မှုဆောင်နဲ့ပါတီညီလာခံကော်မတီတွေကိုလည်းရွေးချယ်မှာဖြစ်တယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်းဥက္ကဋ္ဌ3ဦးရွေးချယ်တာကိုမလိုလားဘူး။ဥက္ကဋ္ဌ2ဦးကိုသာရွေးချယ်တော့မှာဖြစ်တယ်လို့ကလေးမျိုး CNLD ပါတီဥက္ကဋ္ဌဦးလျံနွန်ကဟာကထားမှုပြောပြခဲ့ပါတယ်။ CNLD ပါတီသည်ပါတီဥက္ကဋ္ဌတာဝန်ကိုအလှည့်ကျတာဝန်ထမ်းဆောင်ခဲ့ပြီးတဦးက6လအတွင်းသာဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့ကြောင်းနဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင်အပုံတင်ပြီးဥက္ကဋ္ဌတာဝန်ကိုဘူးဇော်ဇမ်ဘူးနောက်ထန်ကပ်နဲ့ဘူးငိုင်ဆက်တို့ကအလှည့်ကျတာဝန်ထမ်းဆောင်ခဲ့ကြတယ်လို့သိရှိရပါတယ်ရှင်။ယခုနှစ်ထက်ယခုနှစ်ဝဥရောင်စေကျဆင်းနေတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ယခုနှစ်တွင်ဝဥရောင်စေကျဆင်းနေကြောင်းဝဥစိုက်ပျိုးသူထံများမှသိရှိရပါတယ်ရှင်။ဒီကိစ္စနဲ့ပတ်သက်ပြီးရမ်ဖြိုးကြီးရွာမှာဘူးရှန်လျန်ကျေကဒီနှစ်အရင်နှစ်ထက်ဝဥရောင်စေကျဆင်းနေတယ်။အရင်နှစ်မှာဆိုရင်ဝဥတပိတ်တာကျပ်ငွေ12000နဲ့ရောင်းတယ်။အခုနှစ်မှာတော့11000ကျပ်ထိကျဆင်းနေတယ်။ကျွန်တော်တို့ကြေးရွာမှာဝဥစိုက်ပျိုးသူအိမ်ထောင်စု9စုရှိကြတယ်။ဝဥစိုက်တာ9နှစ်လောက်ရှိပြီ။ဝဥစိုက်တာပိတ်တာ900လောက်ထွက်မှာပါ။တစ်နှစ်မှာ2ခါပေါင်းရှင်းတယ်။ဒီနှစ်ကစရောင်းမယ်ဆိုတော့ကျပ်ငွေ350လောက်တော့ရမယ်လို့ယူဆတယ်။ဝဥကိုမင်းတပ်ဘက်ကနေလာဝယ်ကြတယ်။ဝဥကချင်းတောင်မှာအသက်မွေးဝမ်းကြောင်းဖို့တော်တော်တင့်တော်တယ်လို့ဟာကထားမှုပြောပြခဲ့ပါတယ်။အရင်နှစ်မှာဝဥတပိတ်တာကိုကျပ်ငွေ1000ခွဲနဲ့ရောင်းရတယ်။ယခုနှစ်မှာတော့ကျပ်ငွေ13000နဲ့ပဲရောင်းနိုင်တယ်။ဝဥစိုက်ပြိုတာ2နှစ်ရှိပြီ။ဝဥစိုက်တဲ့နေရာမှာအခြားစိုက်ခင်းတွေကိုလည်းလုပ်လို့ရတယ်။တစ်နှစ်မှာ3ချိန်ပေါင်းရှင်းပေးတယ်။ချင်းပြည်နယ်မှာဝဥစိုက်တာအသင့်လျော်ဆုံးဖြစ်တယ်လို့စက်တာကျေးရွာမှာပူဗန်ဟမ်ကဟာကထားမှုပြောပြခဲ့ပါတယ်။ချင်းပြည်နယ်တွင်ဝဥစိုက်ခင်းများနေရာအနှံ့စတင်စိုက်ပျိုးနေသည့်အတွက်ဝဥမျိုးစေ့ဝယ်ယူရန်ရှားပါနေကြောင်းသိရှိရပါတယ်ရှင်။ကျွန်မအက်စတာပါဆက်လက်ပြီးချင်းရဝင်ကြီးအဖြစ်ရွေးချယ်ခံရတဲ့ဘီလရီမွန်နီကဦးချီချိုရိုမီတာဆိုအားတွားရုပ်တွေ့ဆုံတဲ့အကြောင်းကိုတင်ပြပေးသွားပါမယ်။စကိုင်းတိုင်းချင်းရဝင်ကြီးအဖြစ်ရွေးချယ်ခံရတဲ့ဘီလရီမွန်နီကဇန်နဝါရီလ25ရက်နေ့တွင်ဦးချီချိုရိုမီတာဆိုများကိုတွားရုပ်တွေ့ဆုံခဲ့တဲ့အကြောင်းသိရှိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဘီလရီမွန်နီကဦးချီချိုရိုမီတာဆိုနဲ့ဒေသခံရွာသားတွေရဲ့ဝန်နေမှုတွေကိုဖြည့်သိမ်းတဲ့အနေနဲ့တွားရုပ်တွေ့ဆုံတာဖြစ်တဲ့မီဇိုရမ်ပြည်နယ်မှာရှိနေတဲ့တတိပညာရှင်ဘူလဒူအမာကိုလည်းဒီဘက်ကိုလာလေးဖို့ဖိတ်ထားတယ်။ချင်းနဲ့မီဇိုရမ်လူမျိုးတွေဟာမြေကူတွေဖြစ်ကြတယ်။ကျမတို့နေထိုင်ကြတဲ့နေရာကမြန်မာနဲ့အိန္ဒိယမှာဖြစ်ကြတယ်။ဒါပေမဲ့မြေကူတွေပါ။ချောင်းတစ်ချောင်းကသာခြားထားတာဖြစ်တယ်။မြေကူဖြစ်နေတဲ့အခြေအနေတွေလှုပ်ဆောင်နေတဲ့အချိန်မှာယခုလိုအဖြစ်မျိုးကြုံရတာစိတ်မကောင်းပါဘူး။ဒီအခြေအနေမျိုးနောက်ထပ်မဖြစ်ဖို့လိုတယ်။ဒီချင်နေမျိုးကိုမီဇိုရမ်ပြည်နယ်လူထုတွေနဲ့ကျမတို့ကနားလည်ကြဖို့လိုတယ်လို့ Hakka Times သတင်းဌာနတို့ပြပြထားပါတယ်။ချင်းရဝင်ကြီးဖြစ်ရွေးချယ်ခံရပေမဲ့တာဝန်မထမ်းဆောင်သေးဘူး။ဒါပေမဲ့ဒီလိုဖြစ်ပျက်တွေကြုံလာတော့မနေတတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်နဲ့လူမျိုးတွေအတွက်လှုပ်ဆောင်နေတဲ့အတွက်ယခုလိုချင်းလူမျိုးတွေကကြုံတွေ့နေတာလဲကျမကလည်းကြုံနေတယ်လို့ဖြစ်တယ်။ဒါကြောင့်တွားရောက်တွေ့ဆုံတာဖြစ်တယ်လို့ဘီလရီမွန်နီကထပ်လောင်းပြောဆိုခဲ့ပါတယ်။ချင်းရဝင်ကြီးအဖြစ်ရွေးချယ်ခံရတဲ့ဘီလရီမွန်နီကဦးချီချိုရိုမီတာစုကိုလက်ဆောင်ပေးအချင်းနဲ့ဆုတောင်းပေးခြင်းများပြုလုပ်ပေးခဲ့ကြောင်းသိရှိရပါတယ်။လူကြီးမင်းတို့လုပ်ငန်းကြောင်းရများကိုကြုံရထည့်သွင်းလိုပါကဒါက Times မှာဇင်းနှုန်းချူတာဆိုနဲ့လူကြီးမင်းတို့စိတ်တိုင်းကြလှုပ်ဆောင်ပေးနေပါတယ်။ဒါက Times ရဲ့ Facebook page နဲ့ YouTube channel တို့ကို like, follow, share နဲ့ subscribe လုပ်တာဖို့လည်းတိုက်တွန်းလိုပါတယ်။ကျွန်မ Elizabeth ပါဆက်လက်ပြီးတော့သတင်းအတူထွားတွေကိုတင်ဆက်ပေးသွားပါမယ်။ဟာခါမြို့တွင် COVID-19 ရောဂါကူးစက်သူတအူထပ်မံတွေ့ရှိထားပါတယ်။
မန္တလေးမှရောက်ရှိလာသည့်ဟာကစင်တာတဲခိုခန်း၌ဟိုတယ်ကွာရန်တင်းထားရှိသူသည် RDT တစ်ကြိမ်စစ်ဆေးခဲ့ရာယောဂတွေ့ရှိခဲ့ကြောင်းယခုတိုင်းရင်းစေယုံတွင်စေကူတာမှုခံယူနေကြောင်းဟာခမြို့နယ်ထွေအုပ်ရုံးမှသိရှိရပါသည်ဟာခမြို့တွင် COVID-19 ရောဂါလူနာတဦးသာရှိကြောင်းလည်းသိရှိရပါတယ်ကလေးမြို့၌ကိုဗစ် -19 ရောဂါကြောင့်ဇန်နဝါရီလ26ရက်နေ့တွင်လူတဦးထပ်မံသေဆုံးပြီးကလေးမြို့တွင်လူ17ဦးသေဆုံးပြီဖြစ်ကြောင်းနဲ့လက်ရှိတွင်လူနာ32ဦးဆေးကုသမှုခံယူနေလျက်ရှိကြောင်းလည်းသိရှိရပါတယ်။ဒါဟာကထိုင်မြန်မာဘာသာစီစဉ်ကိုဒီလောက်နဲ့ပဲရနာတော့မှာဖြစ်ပါတယ်။အားလုံးပဲကိုယ်စိတ်နှပြကျန်းမာကြည်လို့ကြပါစေရှင်။ကျမချယ်ပါ။